ဟိုးရှိတော့ငါဘောတောအုပ်ကြီးတစ်ခုရဲ့ကြောက်တုံးတွေကြမှာငါမိသားစုလေးတစ်စုဟာပျော်ရွှင်စွာနေထိုင်ကြတာပေါ့အနည်းဆုံးငါ့ဝါရောင်ပစ္စည်းလေးကအရန်ကိုဆိုးပါတယ်သူဟာအကိုရီစီကအစာတွေကိုလည်းလှုပ်ပြီးတော့စားတတ်ပါသေးတယ်တခါတလေကြောက်တုံးတွေပေါ်မှာလည်းခိုးပြီးတက်ဆော့ပါသေးတယ်အကိုရီကတားလည်းမရပါဘူးအမေငမ်းမကြီးပြင်လာတဲ့အခါအကိုရီကသူ့ကိုတိုင်တာတော့အဲဒီအခါအမေကစိတ်ပူပြီးဒေါသနဲ့ဆူမိပါတော့တယ်နန်းပစ္စည်းလေးဟာဝမ်းနေပြီးကြောင်ထဲမှာတွားငုံနေရှာတာပေါ့နေ့နဲ့ရောက်တဲ့အခါမှာပစ္စည်းလေးကဘယ်သူမှမသိအောင်တောထဲကိုတက်တဲလေးခိုးထွက်သွားပါတော့တယ်တောထဲမှာမြေခွေးတစ်ကောင်ရဲ့ခြေရာကိုတွေ့လိုက်ရတဲ့အခါပစ္စည်းလေးကမကောင်းတဲ့အကြံရသွားပါတော့တယ်သူ့ကိုအဆုခံရအောင်လုပ်တဲ့အကိုရီကိုပညာပေးရမယ်ဆိုပြီးပစ္စည်းလေးကမြေခွေးကိုသူတို့နေတဲ့စီကိုခေါ်သွားလိုက်ပါတော့တယ်သူတို့နေတဲ့ကြောက်တုံးနောက်ကိုရောက်တဲ့အခါပစ္စည်းလေးကအကိုရီကိုညွှန်ပြပြီးခမည်းသူတို့ကိုစားလို့ရတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းမြေခွေးကပစ္စည်းလေးကိုပဲစားဖို့ကြိုးစားပါတယ်အဲဒီအချိန်မှာပဲခြုံနောက်ကနေအမေငမ်းမကြီးနဲ့သူ့ရဲ့ကိုယ်ကပေါ်လာပြီးတော့မြေခွေးကိုဝိုင်းဝန်းတိုက်ခိုက်ပါတော့တယ်အမေငမ်းမကြီးဟာပစ္စည်းလေးကိုစုမိတဲ့အတွက်တောင်းပန်ရင်းနဲ့နောက်တစ်ခါဒီလိုမျိုးအိမ်ကနေမထွက်သွားကိုတောင်းဆိုလိုက်ပါတယ်ဒီပုံပြင်လေးကိုနားထောင်ပြီးတော့မိဘနဲ့သားသမီးကြားနားလည်မှုရှိရှိတိုင်ပင်ဆွေးနွေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်